2024ဘောလုံးရောဆုရှင်မန်ချက်စတာစီးတီးကွင်းလယ်လူရိုရီကမန်ချက်စတာစီးတီးအတင်းကနေပြီးတော့ထွက်ခွာဖို့နီးစပ်နေပြီးတော့စပိန်ထိပ်ဒီကလပ်နှစ်ခုကြားမှာအပြောင်းရွှေ့တိုက်ပွဲတစ်ခုပြင်းထန်နေပါတယ်။ဒီအပြောင်းရွှေ့ဖြစ်စဉ်ကိုအစတည်းကပြန်ကြည့်မယ်ဆိုရင်ရီယယ်မက်ဒရစ်အသင်းကအစောဆုံးစတင်ကြိုးပမ်းခဲ့တာဖြစ်ပြီးတော့ကွင်းလယ်လူတိုနီကရူအနားယူသွားပြီးနောက်ပိုင်းမှာရီယယ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကိုအဓိကထိန်းချောင်းပေးနိုင်မယ်ရိုဒရီကိုနံပါတ်1ပြတ်မှတ်အဖြစ်သတ်မှတ်ပြီးတော့လူသိရှင်ကြားအစောဆုံးချင်းကပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မန်စီးတီးဘက်ကတောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းယူရိုတန်း80ဝန်းကျင်နဲ့ပတ်သက်ပြီးတော့နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုတွေကရှေ့မတိုးနိုင်ပဲနဲ့အကြက်ရိုက်နေခဲ့တာဖြစ်ပါတယ်။ရီယယ်နဲ့မန်စီးတီးတို့ရဲ့ဆွေးနွေးမှုကရပ်တန့်နေတဲ့အချိန်မှာပဲဘာစီလိုနာအသင်းကနောက်မှကြားပြတ်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့အဓိကကွင်းလယ်လူဖရန်ကီဒီဂျောင်းကပြင်းထန်တဲ့ဒူဒန်ရရှိသွားတာကြောင့်လီပြဟန်စီဖလက်ကကွင်းလယ်အဖြတ်လူတယောက်ချက်ချင်းလိုအပ်လာပြီးတော့ရိုရီကိုခေါ်ယူဖို့အရေးပေါ်လှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင်ရိုရီကရီယယ်မက်ဒရစ်ထက်ဘာစီလိုနာအသင်းစီပြောင်းရွှေ့ဖို့ပုံမဆန္ဒရှိနေပြီးတော့ဘာစီလိုနာအသင်းနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေကိုလက်ခံလိုက်ပြီးဖြစ်ပါတယ်။ရိုဒရီအနေနဲ့စပိန်လက်ရွေးစင်အသင်းအားကစားပေါ်တွေရှိတဲ့ဘာစီလိုနာရဲ့ကစားကွက်စတိုင်ကိုပုံမသဘောကျတာကြောင့်လည်းအခုလိုဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။လက်ရှိအချိန်မှာတော့ဘာစီလိုနာအသင်းကကစားသမားနဲ့သဘောတူညီဖို့ရထားပေမဲ့လည်းမန်စီးတီးအသင်းတောင်းဆိုထားတဲ့ပြောင်းရွှေ့ခြင်းကိုပေးချေနိုင်ဖို့အတွက်ကလပ်တင်အချင်းချင်းဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ရိုဒရီတရားဘာစီလိုနာအသင်းစီတရားဝင်ရောက်ရှိသွားမလားဒါမှမဟုတ်ပြောင်းလဲတွေထပ်ဖြစ်အောင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ပရိသတ်တို့ရောရိုဒရီဘယ်အသင်းကိုရောက်သွားမယ်လို့ထင်ပါသလဲခင်ဗျာ။